အိုမောင်ရဲ့ဘာကြောင့်များညစ်ရနိုင်တာလဲခွဲဒီမိမညာတိုင်းမဲ့အိမ်မရနိုင်မတော့တဲ့စင်မပြေတာလေးတွေတော့ပြောပြခြင်းတဲ့အချစ်ကလေးရဲ့အိုအချောင်းမျိုးမျိုးကြောင့်ခွဲတူတယောက်ခွဲသွားမှကိုဆိုတဲ့ရင်သာစရာစကားတွေလေမပြောရတာကိုမောင်းအသိပဲကျင်နာစွာအပြုံးတွေနဲ့ချစ်ရသူမှနေတယောက်ပဲကိုအိမ်မရတဲ့ညပေါင်းတွေလေမြားခဲ့ပြီးမောင်းချောင်းခွဲတကယ်ဆိုရင်အချစ်နဲ့အသေးနှလုံးရှိကြမယ်လူ